တင်တဲ့ဗီဒီယိုကပြီးတော့ရေကိုလာပိုင်းကမ်ပိန်းနဲ့ပတ်သက်ပြီးတော့ရက်နေပပအပြောင်းလဲစီတယ်နော်ဒါပေမဲ့အဲ့ဒီကမ်ပိန်းနဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မပြောခင်မှာမမကခရီးထွက်ဖို့အကြောင်းနဲ့ပတ်သက်ပြီးတော့အကြောင်းကမ်ပိန်းရဲ့ကနေနေပပရက်ပြောင်းလဲတာပေါ့နော်ဒါပေမဲ့ပြောချင်တာတော့တို့ဘောမ6400ကြားစားတွေနော်အော်ငါခရီးထွက်မယ်ငါမိသားစုနဲ့ခရီးထွက်မယ်ပြည်သူငွေနဲ့ခရီးထွက်တာလားဘာညာတလားကပြောမယ်အောက်တန်းစားတွေပေါ့နော်တေချာနားထောင်နော်အခုငါခရီးထွက်ဖို့ကငါမိသားစုနဲ့ကလေးတွေပေါ့နော်မမရဲ့ကလေးတွေကကြောင်ပိတ်တဲ့အတွက်ကြောင့်နော်အကြောင်တွေ့ရဖေကနော်နိုင်ငံသားမှာခရီးထွက်ပြီးတော့အလဲသွားမယ်နော်အခုသွားတဲ့ခရီးထွက်ဖို့အပြည်သူငွေနဲ့သွားပြီးတော့လဲတယ်ပြည်သူငွေနဲ့သုံးတယ်အဲ့ဒါတို့ခွေးစကားတွေမပြောနဲ့နော်ငါကြိုတင်ပြောထားမယ်နော်အဲ့ဒါငါတို့မိသားစုငွေနဲ့ငါတို့သွားတယ်โอเคနော်ပြည်သူငွေနဲ့မပြောနဲ့နော်ဒီမြန်မာပြည်ကြီး၄နှစ်၅နှစ်အတွင်းနော်ညီတို့ခွေးမင်းအွန်လိုင်းတို့အဘခွေးမင်းအွန်လိုင်းရောက်มาလိုက်လို့နော်ငါတို့မိသားစုငွေတွေလေးပြန်တော့ထောက်ပံ့ပေးလိုက်တာနော်ကိုပိုင်မိသားစုငွေနဲ့နော်ဘာ၄တန်းကျော်လောက်စီပြီးနေလို့တဲ့အဲကြောင့်ငါတို့မိသားစုကိုမဆွဆွဲခင်တခိုးလို့ပြည်သူငွေနဲ့ခရီးထွက်တယ်ပြည်သူငွေနဲ့သုံးတယ်ဖြုံးတယ်အဲ့ဒါမှတို့မပြောခင်မှာငါကြိုတင်ပြောထားတာမေလို့တဲ့ဒါသိဖို့နော်ကဲမမိုးရဲ့တော်လန်ပြည်သူတွေနော်မမိုးနဲ့လာတိုင်းနော်ဟိုဘယ်လာမစဘောနော်ကမ်ပိန်းတလတန်းကျော်ပြည့်သွားအောင်မမိုးနဲ့ပူပေါင်းပါဝင်တယ်မမိုးရဲ့လက်စင်အလူစင်တွေပဲပြည့်နော်လူအသိလူဟောင်းအားလုံးပဲနည်းနည်းနားထောင်ပေးပါနော်ဒီကိုလာပိုင်းကမ်ပိန်းပြီးတော့အစတော့မမိုးပြောတယ်မမိုးပိတ်ဖို့က24ရက်နေ့မှာနောက်ဆုံးရက်နေ့ဖြစ်တယ်နော်နောက်ဆုံးရက်နေ့ဖြစ်တဲ့အချိန်မှာဒါပေမဲ့မမိုးထွက်မဲ့ခရီးက29ရက်နေ့ဖြစ်တယ်နော်29ရက်နေ့ဖြစ်တော့အဲ့ဒီ24ရက်နေ့29ရက်နေ့ကအချိန်အရန်နီးတယ်အဲကြောင့်မို့ကပစ္စည်းတွေအဲ့ဒီမှာထည့်ဖို့ကလေးပစ္စည်းတွေပေါ့နော်အစရအလုံးမို့အချိန်မရှိတော့ဘူးအချိန်မရှိတော့မို့က29ရက်နေ့မှာပြန်တော့ဆွေးတယ်နော်29ရက်နေ့နောက်ဆုံးရက်နေ့ဖြစ်တယ်မို့ကြောင်းကြတယ်နော်1ရက်2ရက်3ရက်အတွင်းနောက်ဆိုတော့ဒီနေ့မမို့ဘဲကြီးနဲ့စကားပြောတယ်ပြီးတော့မမို့ရဲ့ခင်မိုးနဲ့ပေါ့နော်သူပြောတယ်မမို့တို့သွားမဲ့နိုင်ငံအရန်အေးတဲ့အတွက်ကြောင့်ဒီ7ပေါ့နော်ဒီစနေနေ့ကမမို့ကမအားတော့ဘူးစနေနေ့ဆိုတာ29ရက်နေ့ဖြစ်တယ်29ရက်နေ့မမိုးကမ်ပိန်းပိတ်မဲ့ရက်ဖြစ်တယ်အဲ့ဒါမှမအားတဲ့တကြောင်မမိုးရဲ့မြုပ်တီလည်းနည်းနည်းပဲလူတော့တယ်ပြီးတော့မြုပ်တီလည်းအလုံး1000ကျော်ပဲကြံတဲ့အတွက်ကြောင့်မမိုးလည်း29ရက်နေ့လည်းမအားဘူး24ရက်နေ့လည်းမအားတော့ဘူး29ရက်နေ့ဆိုရင်ခီးထွက်တယ်အဲ့ဆိုရင်မမိုးရဲ့ကမ်ပိန်းလိုအပ်နေတဲ့မမိုးရဲ့ကမ်ပိန်းငွေနည်းနည်းလေးကိုဒီ26ရက်နေ့မှာမမိုးနောက်ဆုံးရက်နေ့နော်ပြန်ပြီးတော့ပိတ်မယ်ပြီးတော့နော်26ရက်နေ့ဆိုရင်မနေ့ဖန်ပေါ့နော်ငရုတ်တီကအလုံး1000ကျော်ပဲပြီးတော့မမိုးရဲ့လူတွေပေါ့နော်လူဟောင်းလူတိတယောက်နည်းနည်းပါဒီညပဲဖြစ်မနေ့ဖန်ဖြစ်ဝိုင်းပြီးတော့ပါဝင်ပေးလို့ရှိရင်လာပြီးတော့ကူညီပေးလို့ရှိရင်ပြစ်နိုင်တယ်ပြီးတော့ဘတ်ငွေ3သိန်းကျော်ပဲလीနော်အဲကြောင့်မို့29ရက်နေ့ရောက်တဲ့အထိစောက်เสียရမလို့ဘူးဘာကြောင့်ဆိုတော့သွားရမယ့်နိုင်ငံရေခဲတွေကြားတယ်နော်ဟိုစနိုးတွေကြားတဲ့အတွက်ကြောင့်မမိုးရဲ့ကလေးတွေပေါ့နော်3ယောက်စလုံးကအင်ကြီးကြီးတွေပေါ့နော်ဟိုရေခဲနိုင်ငံမှာသွားပါလဲစနိုးကြားတဲ့နိုင်ငံမှာမို့လို့သွားမယ်အင်ကြီးတွေပေါ့နော်မို့မရှိဘူးအဲ့လိုမျိုးကလေးတွေကိုတော့ဝယ်ပေးရမယ်သူတို့ရဲ့ဖနာတွေအဲ့လိုမျိုးပေါ့နော်အကြောင်းမို့အချိန်မရှိတော့ဘူးအဲကြောင့်ဒီညနဲ့မနေ့ဖန်ပေါ့နော်မမိုးရဲ့ကမ်ပိန်း6လပိုင်းကမ်ပိန်းပေါ့နော်ဒီဘက်ငွေ14သိန်းကမ်ပိန်းပြည့်သွားအောင်ဝမ်ပြီးတော့ကူညီပေးပါလို့မမိုးအကူညီတောင်းပြစီနော်မို့အလူခံပေးတဲ့ဒီ6လပိုင်းနေဆုံး PDF ငရုတ်ဒီအလုံး1000ကမ်ပိန်းကပြည့်ဖို့ကအလုံး2430တလုံးပဲလို့တော့တယ်ဘက်ငွေဆိုရင်3,5000ကျော်ပဲပြီတို့နော်ဒီညပဲဖြစ်နော်ဒီညပြလို့စိတ်ကောင်းတာပေါ့နော်မနေ့ဖန်ဆိုပတ်စံတွေစုပြီးတော့မြေပြင်မှာပို့မယ်ဒါပေမဲ့မမိုးကတော့26ရက်နေ့မမိုးအားသေးတယ်နော်26ရက်နေ့မှာမမိုးကနောက်ဆောင်ရက်နေ့တတ်မှမယ်အကြောင်းဒီ6လပိုင်းကမ်ပိန်းကိုဝန်ပြစ်ပေးမယ်အလူရှင်တွေစီးလို့ရှိရင်ဒီညပဲဖြစ်မနေ့ဖန်ပဲဖြစ်နော်အရောက်တိုင်းပြန်လာပြီးတော့ပြည့်ပေးကြပါထည့်ပေးကြပါလို့နော်လက်စင်လူစင်တွေလည်းမမို့အကြောင်းကြားပါတယ်နော်ကိုကဒီညလက်စာတွေထောက်တာပဲဖြစ်မနေ့ဖန်စောစီပဲဖြစ်နော်လက်စာတွေထောက်လို့ရှိရင်အမြန်နည်းနဲ့လာပြီးတော့ထည့်ပေးကြပါလို့နော်မမို့အကြောင်းကြားပါတယ်နော်29ရက်နေ့24 29မို့မအားတော့ပါဘူးနော်မမို့ခီးထွက်ရတော့မယ်29နဲ့24မမို့ပြင်ဆင်ရမယ်ပြီးတော့နော်29ရက်နေ့မှာခီးထွက်ရမယ်အဲကြောင့်မနေ့ဖန်ဆိုရင်မပြည့်အောင်မမို့လောက်ရမယ်နော်အဲကြောင့်မို့လဲဒီညဆိုရင်တော့မပြည့်မချင်းမိုးလင်းတဲ့အထိပဲနောက်ပြီးတော့26ရက်နေ့လည်းမပြည့်မချင်းမိုးလင်းတဲ့အထိမှမိုးလူခံသွားမယ်မမိုးရဲ့ဘန်နဘကအဟောင်းပဲပြီးတော့နော်ခင်မီကြီးဘန်နော်နော်ခင်မီကြီးဘန်နဲ့ပြတိမိုးဘန်ထိုင်ဖန်နေဘန်က165နှစ်ကို9 334ထိုင်ဖန်နေဘန်နော်ခင်မီကြီး SCB နော်ပြီးတော့3ညကစီကောင်တော့3ည43 163 9 9 9ကစီကောင်ဘန်ပါနော်ပြီးတော့မမိုးနဲ့အလူစင်တွေပြည်သူတွေကိုနည်းနည်းတတိပေးပြစီနော်မမိုးပုံနဲ့နေနေနဲ့ကိုတော့တငယ်ချင်းအားတာပဲဖြစ်နေနေနဲ့မမိုးပုံနဲ့စာတော့ရေးပြီးတော့အမရေးမင်္ဂလာပါမိုးကိုကူညီပေးပါအဲ့ဒါတော့မမိုးမဟုတ်ဘူးနော်အဲ့ဒါလူလိမ်ပါနော်နေနေနဲ့မမိုးပုံနဲ့ကိုတငယ်ချင်းတော့အားတာပဲဖြစ်စာတွေတော့ရေးပြီးတော့ကူညီတောင်းတာပဲဖြစ်ဒါမမိုးမဟုတ်ပါဘူးအဲ့ဒါတွဲလို့စင်ချက်ချင်းဘလော့ပါနော်မမိုးအစစ်ဒီဘသူမှသူငယ်ချင်းတော့မအဘူးဒီလိုမျိုးလဲစာတွေလိုက်ရေးပြီးတော့အကူတတောင်းတာပတ်စံတတောင်းတာမမိုးလောက်ပါဘူးစင်နော်မမိုးအလူစင်နဲ့မမိုးကူတတောင်းမယ်ဆိုရင်မိုးတေချာစကားပြောတယ်တေချာဖုံးဆက်တယ်နော်โอเคအဲ့လောက်ပါပဲနော်ဘန်နဘတော့ဒီမှာမမိုးဟ
ခုခဏတော့ခေါ်ထားတဲ့အတိုင်းပဲတင်လဲတင်တော့တင်ပြပေးမယ်မမိုးလဲဝိုင်းတော့ share ပေးကြပါနော်ကိုလာပန်ကမ်ပိန်းအောင်မြင်သွားအောင်ကိုလာပန်ကမ်ပိန်းမို့လုပ်ပြတာအများကြီးပဲဒီလိုနော်စေယုံကမ်ပိန်းပါ9သိန်းရက်ခံကမ်ပိန်းနော်ဘတ်3သိန်းနဲ့3000ပြီးတော့drone ကမ်ပိန်း2သိန်းနဲ့9000အရေးပေါ်ဘိုအက်စီဝါတို့စာနာရိတ်ခါဆန်တွေအတွက်ပေါ့နော်အဲ့ဒါလဲဘတ်ငွေ9000သက်အရေးပေါ်စာပေးလိုက်တယ်အခုကြံနေတဲ့ဒီညုတ်တီးအလုံး1000ပြည့်ဖို့နည်းနည်းလေးကိုပေါ့နော်တယောက်နည်းနည်းပါဝိုင်းတော့ထက်ပေးကြပါလို့အကူကြီးတောင်းပြစီနော်မမိုးကိုမိုးအထွန်အကောက်မှာအခုတင်ထားတဲ့အကောက်မှာလဲဆက်တက်လာလို့ရတယ်မိုးဝင်းထက်မိုးကူဝဲမိုးခါလောမိုးခိုင်မှာဆက်တက်လာလို့ရပါတယ်စင်နော်မမိုးရဲ့အတန်မကြားမချင်းမမိုးနဲ့စကားမပြောမချင်းလောကပတ်စံမပုံနဲ့ဘာကြောင့်အကောက်တုတွေအများကြီးစီနေတဲ့အတွက်ကြောင့်နော်မမိုးတေချာဆက်တက်လာပါနော်အဲ့လောက်ပဲနော်မမိုးရဲ့အကောက်စစ်တွေအားလုံးကိုမမိုး link ထဲမှာပြန်တော့ချပေးမယ်နော်အလူစင်ကမမိုးဆက်တက်မယ်ဆိုရင်အဲ့ဒီ link ကိုဝင်လာခဲ့နော်ပြီးတော့ messenger မှာဆက်တက်လာအဲ့လောက်ပဲနော်မမိုးရဲ့ကိုလာပန်ကန်ပိန်းလဲမနေ့ဖန်ပြပါစေအောင်မြင်ပါစေလို့ပဲမမိုးဆုတောင်းတယ်နော်မမိုးရဲ့ပြည်သူတွေလည်းအရောက်တိုင်းညီပြကြပါလို့နော်ပြောချင်ပါတယ်တိုက်တွန်းပါတယ်စင်